အားလုံးပဲမင်္ဂလာပါရှင်ဒီနေ့မှာတော့ဆရာဖေမြင့်ဘာသာပြန်ရေးသားထားတဲ့နှလုံးသားအာဟာရသစာများအတွဲ1အပိုင်း9ရဲ့ငါသိရင်ငါလုံနိုင်ရမယ်ဖတ်ပြပေးချင်ပါတယ်တင်တက်နိုင်မည်ထင်သလားမတက်နိုင်ဘူးထင်သလားမြည်တို့ထင်သည်ဖြစ်စေတင့်အထင်မှန်ပါလိမ့်မည် Henry Ford အဲ့ဒီတုန်းက Rocky အသက်9နှစ်သူ့မိခင်ကယ်လီက Pickup truck ကားလေးကိုမောင်းကသားမီး2ယောက် Alabama တော်ကျေးလက်ပိုင်းကိုဖြတ်တန်းလာခဲ့ကြသည် Rocky ကသူ့အမေပေါင်ပေါ်ချစ်တင်လျက်အိတ်ရှင်လိုက်ပါလာသည်လမ်းကရင်ကျောနှစ်ခုစာလောက်သာကျဲသည့်တော်လန်အကွေ့အဝိုက်တွေလည်းများသည်ကယ်လီကကားကိုဂရုစိုက်မောင်းနှင်လာသည်သို့တော့တနေရာတွင်လမ်းကကွေ့သွားပြီးတရားချင်းတစ်ခုတည်းစတိုက်ဝင်ရသည်ဒီအချိန်ကားကကျိုင်းတစ်ခုတည်းဆောင်ကြပြီးလမ်းဘေးဘက်ချော်ထွက်ကညာဘက်ရှိဘင်းကမြောင်းလိုဖြစ်နေသည့်ဘိန်းလန်းကျောင်းရာတစ်ခုတည်းကျသည်ကားမောက်မှာဆိုသဖြင့်ကယ်လီကလီဗာကိုဖိနှင်စတီယာရင်ကိုဘယ်ဘက်တအားလှည့်ပြီးကားကိုလမ်းပေါ်ကမန်းကတန်းဆွဲတင်သည်သို့တော့ကန်ဆိုးချင်တော့ Rocky ဤခြေထောက်ကစထရီယာရင်ဘေးနှင့်သူမဤခြေထောက်ကြားမှာကန့်လန့်ခံနေသည်ပက်ကက်ကိုသူမထိန်နိုင်တော့ကားကတပြန်နှစ်ပြန်လိမ့်ကပေ20ခန့်နှက်သည့်ကြောက်ထဲကျသွားသည်ကြောက်ထဲကားရောက်တော့မှ Rocky နိုးလာသည်မမေသားတို့ကားဘိန်းတွေမိုးပေါ်ထောင်နေပါလားအမေအားသူမေးသည်ကယ်လီမျက်စိနှစ်ဖက်လုံးသွေးရိဖုံးနေသဖြင့်ဘာကိုမှမမြင်ရဂီယာတန်နှင့်စောင့်ထုံးမိသောတန်ကြောင့်နှကန်းကပါအထိဟတ်တက်ကွဲကမျက်နှာတစ်ခုလုံးစုပ်ပြက်ကြီးမွနေသည်ပခုံးနှစ်ဖက်လုံးကျိုးချေသွားပြီးဂျိုင်းကြားတစ်ဖက်၌အယိုးတစ်ချောင်းဖောက်ထွက်နေသည်ပြီးပိန်ချိုက်သွားသည့်တကားကသူ့ခန္ဓာကိုယ်အားဖိညက်ထားသလိုလည်းဖြစ်နေသည်မမေကိုသားဆွဲထုတ်ပြီးမယ်ရော်ကီကဆိုသည်အံ့ဩဖွယ်ပင်သူကတန်ရာလုံးဝမရှာခဲ့သူ့အမေအောင်မှတိုးဝေးထွက်ကပွင့်နေသောတကားပေါက်မှသူလျှောဆင့်သည်ပြီးလျင်မိခင်အားဆွဲထုတ်နိုင်ရန်ကြိုးစားသည်သို့တော့သူမြင်မြအားဆိုင်ဆွဲတော်လဲကယ်လီကနင်းနင်းမျှမရွှေ့မမေခဏအိပ်ပြရစီသားရဲ့ကယ်လီကဆိုသည်သူကတတိလစ်တစ်ချက်မလစ်တစ်ချက်ဖြစ်နေသည်ဟင့်အင်းမမေမအိပ်ရအောင်ရော်ကီကလုံးဝညင်သည်ရော်ကီကကားရဲခက်ခဲရင်းပြန်ဝင်ပြီးသူ့အမေကိုဒီအထဲကမရမကတွန်းထုတ်သည်ပြီးနောက်အမေဒီနာခဏနေခဲ့သားလမ်းပေါ်တက်ပြီးတွေ့ရကောင်အကူကြီးတောင်းမယ်ဟုဆိုသည်မိခင်ကစိတ်မချမှောင်မဲမဲထဲမှာသူ့သားလေးကိုကားမောင်းလာသူတွေမြင်ချင်မှမြင်မှာဟုတွေးကသားတယောက်ထဲမသွားနဲ့ဟုဆိုသည်အဲ့ဒီနောက်သားမိနှစ်ယောက်လမ်းဘေးကပယံကိုဖြည်းဖြည်းချင်းတောတက်ကြသည်ရော်ကီကအလေးချိန်ပေါင်40များရှိသည့်သူ့ခန္ဓာကိုယ်လေးနှင့်104ပေါင်လေးသောသူ့မိခင်ကိုတွန်းတင်သည်ခရီးကမတွင်နိုင်တစ်ချိန်မှာတစ်လက်မနှစ်လက်မလောက်စီပဲရွေသည်ဝေဒနာပြင်းထန်လို့သဖြင့်ကယ်လီလက်လျှော့ချင်လာသည်သို့တော့ရော်ကီကမလျှော့ရသူ့အမေအားမလျှော့စေရန်ရော်ကီကမမေမိရထားလေးအကြောင်းတတိယဟုဆိုသည်သူတို့ကလေးတွေအလွန်နှစ်သက်သည့်ဆွမ်းဆောင်နိုင်သောဆက်ကောင်းလေးပုံမြင်ကိုသူဆိုလိုခြင်းဖြစ်သည်ဆက်ကောင်းလေးသည်မဆော့သောတောင်ကြီးကိုမရရအောင်တက်သွားသည်ဆက်ကောင်းလေးအကြောင်းမိခင်အားတတိဖော်ပေးနိုင်ရန်အတွက်ပုံမြင်ထဲမှာပါသည့်ငါသိတယ်မင်းတက်နိုင်တယ်ငါသိတယ်မင်းတက်နိုင်တယ်ဆိုသည့်လှုံ့ဆော်စကားလေးကိုသူ့နှုတ်ကတွတ်ရွတ်သည်နောက်ဆုံးလမ်းမပေါ်ရောက်ကြပြီးသူ့မိခင်၏မျက်နှာပေါ်မှရုပ်ပြက်ဆင်းပြက်တန်ရာများကိုတိတိကျကျမြင်ရတော့မှရော်ကီရှိုက်ကြီးတငင်ငိုလေသည်ထို့နောက်ထရက်ကားတစ်စီးလာတာမြင်တော့လက်နှစ်ဖက်ကိုဝှေ့ရန်ကရပ်ပါခမညာဟုအော်သည်မမေကိုစီးရုံပို့ပေးပါထရက်ကားမောင်းသူအားသူမြစ်တာရက်ခံသည်ကယ်လီ၏မျက်နှာကိုခွဲစိတ်ခမ်းမှာ8နာရီညကြအောင်ပြန်လည်ပြုပြင်ရှူရသည်စုစုပေါင်း344ချက်တိချုပ်ခဲ့ရသည်သို့တိုင်အောင်ယနေ့သူ့မျက်နှာကရခင်နဲ့တခြားစီဖြစ်နေသည်အရှင်တော်ကဆိုရင်ကျမနာရန်လေးကတွေ့တန်းနေတာပဲနှကန်းကပပါရှုပပေါ်နေပေါ့အခုတော့နှာခေါင်းပွနှကန်းထူပါယုချက်ဖြစ်နေပြီသို့တော့ဘာပဲပြောအမာရှုတော့တိတ်မပေါ်ပေထိခိုက်ကြရာတွေအားလုံးရှင်းလင်းပြန်ကောင်းသွားခဲ့သည်ရော်ကီ၏ဆွမ်းဆောင်ပုံအကြောင်းသည်အေယာမတည်င်းကြီးတစ်ခုဖြစ်သွားခဲ့သည်သို့တော့တတိခဲချတိတ်ကတော့သူလှုပ်ခဲ့တာဘာမှထူးခြားကြီးကျယ်မပါဟုဆိုသည်ဒီကိစ္စကြီးဖြစ်ပျက်ခဲ့တာကိုကျွန်တော်သဘောကျတယ်လို့မထင်ကြပါနဲ့နော်မတော်တဆဖြစ်လာတော့ကျွန်တော်လည်းလှုပ်ရတာပေါ့ဘသူမဆိုဒီလိုကြုံရင်ဒီအတိုင်းလှုပ်ကြမှာပဲမဟုတ်လားသူမိခင်ကတော့ဆိုသည်ရော်ကီလေးကယ်လို့တာပေါ့မဟုတ်ရင်ကျမသွေးလွန်ပြီးတည်မှာဟု၍မူရှင် Michael Popper I think I can
ဆုံးထိနားထောင်ပေးရတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။